အာဆင်နယ်နှစ်ကာလများစွာတန်ဖိုးထားရမယ့်လူစွမ်းကောင်း2ဦးကဏ္ဍတော်အားလုံးပဲမင်္ဂလာပါခင်ဗျ 3K Gunners ကနေပြန်လည်ကြိုဆိုပါရစေယော့ဂရက်စ်အာဆင်နယ်ချန်ပီယံအိမ်မက်ကိုသွင်းကိုတွေနဲ့ပါရမီဖြည့်ပေးနေတယ်မနေ့ကဖူအမ်နဲ့ဘွဲကသွင်းကိုကယော့ဂရက်စ်ရဲ့တန်မာမှုအမြန်နှုံးနဲ့ပေါက်ကွဲအားကိုမြင်ခဲ့ရတာပါအာဒီတာအတော်လေးကောင်းပါလေဘဲပါပဲသူစရာဂွာဒီယိုလာလိုမျိုးအထောင်တိုင်းစစ်မှုစစ်မပါပဲဖလားရမယ်လို့ထင်နေခဲ့တာပါဖော်စတိုင်းနဲ့ပရီးမီးယားလိကဘာကြီးကိုသိမ်းပိုက်မဲ့ဟန်ပြင်ခဲ့တာပါဂွာဒီယိုလာဟာလန်နဲ့တူကန်တွင်တွင်မဲ့ဖလားသုံးလုံးအောင်ပွဲရခဲ့တာလေအာဒီတာအမှန်မမြင်နိုင်ခဲ့ဘူးအာစတင်အဆုံးသတ်သမားကောင်းလိုအပ်ချက်ကိုမေ့ပစ်ထားခဲ့နံပါတ်9ရိုးစစ်စစ်မဟုတ်တဲ့ Harvest နဲ့ဒန်ယာလူသားဂျေဇူးတို့ယုံကြည်စိတ်လွန်ကဲခဲ့ပါတယ်ပြီးတော့အာစတင်ကကိုယ်တိုင်လုံးအမားတွေကျူးလွန်မိခဲ့ပြီးနောက်ဆုံး300တီဆက်ဒုတိယလူဖြစ်ရပြန်တယ်အာစတင်ကဘာလို့များပရီးမီးယားလိချန်ပီယံဆုနဲ့ရေဆက်မဆုံသေးတာလဲ BBC ကအဲ့ဒီကြောင်းကိုအာစတင်ပရိသတ်တွေစီကိုစစ်တမ်းကောက်ခဲ့ပါတယ်အာစတင်သင်းပရိသတ်အများစုကအဆုံးသတ်သမားကောင်းမဝယ်လို့ဆိုပြီးတော့တုံ့ပြန်ခဲ့တယ်ဒီလိုနဲ့ပဲခေါင်းမလုံးနဲ့အာဒီတာတယောက်ဆက်ပြီးတော့ခေါင်းမမာနိုင်တော့ပါဘူးယော့ဂရက်စ်နဲ့တူအာစတင်အထောင်တိုင်းစစ်ဇလန်အစ်စ်စတင်ခဲ့ပါတော့တယ်ဥပမာရဲ့နောက်ပိုင်းအာစတင်ရဲ့ပထမဆုံးအထောင်တိုင်းစစ်မှုဖြစ်လာတဲ့ယော့ဂရက်စ်အတွက်ပရီးမီးယားလိကဘန်ခင်းလန်းတော့မဟုတ်ခဲ့ပါဘူးသူအသားကြောင့်ရုန်းကန်နေခဲ့ရပါတယ်ဒါပေမဲ့ဗရမ များမှန်ရင်နိုမနီဖူးဆိုတဲ့စကားတိုင်းပဲယော့ဂရက်စ်ကသူ့ရဲ့ကိုရီကိုသွေးကိုပြသနိုင်ခဲ့တယ်ယော့ဂရက်စ်ကကိုသွင်းကောင်းတဲ့ကိုတက်မဟုတ်ပါဘူးသူ့ရဲ့နေရာယူတတ်မှုသူ့ရဲ့ရွေးရှားကစားပုံတွေသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတန်မာမှုတွေသူ့ရဲ့နီးစနစ်နီးဗျူဟာကျွမ်းကျင်ပိုင်နိုင်မှုတွေကအာဆင်နယ်တိုက်စစ်ကိုစမ်းသစ်စေမှာပါကိုရီးယားတွေကသူ့ရဲ့ကောင်းဟာယော့ဂရက်စ်ပါပဲသူ့ရဲ့ shot commercial rate က28.4 ရာခိုင်နှုန်းရှိပြီးတော့ဟာလိုင်းရဲ့အကောင်းဆုံးရာသီ2020-23ရာသီလုံးက29.2 ရာခိုင်နှုန်းနဲ့တိတ်ပြီးတော့မကွာခြားတော့ပါဘူးယော့ဂရက်စ်ကဂိုးဖန်တီးမှုတွေ chance creation တွေလည်းလုံနိုင်ပါတယ်ပြီးခဲ့တဲ့ရာသီမှာယော့ဂရက်စ်ကတပွဲပြားများအခွင့်ဖန်တီးမှု2.15 ချိန်သွင်းကိုပိုင်ပတ်သက်မှု1.42 ချိန်ထိရှိခဲ့ပါတယ်ဒီလိုနဲ့ပဲရာသီသိန်းကာလအာစတင်ရဲ့စူပလာမျောလင်းချက်တွေအတွက်ယော့ဂရက်စ်ရဲ့အဖိုးတန်သွင်းကိုတွေကိုမြင်လာရပါပြီလက်ရှိရာသီမှာယော့ဂရက်စ်ကပြိုင်ပွဲစုံ29ထိသွင်းပြီးတော့အာစတင်အတွက်ပါရမီဖြည့်ထားပါတယ်ယော့ဂရက်စ်နဲ့တူရာသီသိန်းကာလမှာအစွမ်းပြလာသူကတော့ငုတ်သီးလေးဆာကာပါဆာကာအာစတင်အတွက်ထူးချွန်နေတာတော့ကြားပါပြီပြီးခဲ့တဲ့နှစ်တွေတွင်းမှာအာစတင်အကောင်းဆုံးစားမှာစတာဝိုင်းလေးဖြစ်ခဲ့ပါတယ်အာစတင်အခက်အခဲဆုံးကာလတွေကိုဆာကာရင်ဆိုင်ရမှုတွေအာစတင်အတွက်2019ခုနှစ်မှာဆာကာစတင်အမှုတော်ထမ်းခဲ့ပါတယ်အဲ့ချိန်တုန်းကအာစတင်ဟာချန်ပီယံအိမ်မက်တွေရဲ့အဝေးမှာဆာကာလည်းလူမသိသူမသိပုံရိပ်လေးတစ်ခုတာတာပါပဲအတူတူရုန်းကန်ကြရင်လည်းလက်ရှိအခြေအနေထိရောက်လာခဲ့တာပါအာစတင်ကစားမဘွားအစမှာဆာကာခံစစ်အစုံလူဖြစ်အသုံးတော်ခံခဲ့ရဒိုင်းစစ်ကိုကူညီရတော့လေခုသူကစားနေညာတော်မှာကစားခွင့်မရခဲ့သေးဘူးဘယ်တော်မှာစကစားခဲ့ရတာပါခုချိန်မှာတော့ပရီးမီးယားလိချန်ပီယံဆုလေးသူ့ရင်ခွင်နဲ့တိုးဝင်လာဖို့ငုတ်သီးလေးဆာကာခတ်ရဲရဲစိတ်ကူးရင်ခွင်ရပါပြီနာကျင်စရာဒုတိယလူဖြစ်ဘဝစတိုင်းထပ်မကြုံရအောင်ကျေကျွေးညာတိုင်းဆာကာဆုတောင်းစရာမလိုတော့ပါဘူးအာဆင်ရောင်နီယာမြင်နေရပြီဆာကာရဲ့ထူးချွန်မှုတန်ပတ်ဟာမယမနာရှိနေသေးပါတန်ရာကြောင့်တိတ်ဆိတ်နေရချိန်တွေရှိပေမဲ့ဆာကာကစားခွင့်ရချိန်နဲ့အာစတယ်ဘက်ဂိုးတွေသွင်းဂိုးတွေဖန်တီးလှုပ်ပြနေသေးပဲဖြစ်ပါတယ်ဆာကာလည်းချစ်ချင်းမြတ်တာတစ္ဆာတရားကိုလောင်ကျွမ်းမတက်ပေးဆက်မှုတွေနဲ့အာစတယ်မှာရှင်သန်နေခဲ့ယော့ဂရက်စ်နဲ့ဆာကာအာစတယ်ချန်ပီယံအိမ်မက်တွေအတွက်အရေးကြီးဆုံးအချိန်မှာသူရဲကောင်းဖြစ်တဲ့ကိုထင်ပြလာခဲ့ပါပြီသူတို့နှစ်ဦးကအာစတယ်အတွက်အခုတရားတည်တယ်မဟုတ်နှစ်ကာလများစွာတန်ဖိုးထားရမယ်လူစွမ်းကောင်းတွေပဲဖြစ်ပါတော့တယ်